ကဘာပေါ်ကလုံခြုံရေးအတင်းကျပ်ဆုံးသမ္မတများပြည်သူများလုံးပဲမိပါခင်ဗျာသမ္မတတွေကိုဘယ်လိုမျိုးလုံခြုံရေးတွေနဲ့တင်းတင်းကျပ်ကျပ်ထားလဲဆိုတာသိကြလားဗျာဆက်စားခြင်းပါပဲကားဘေးနားမှာလုံခြုံရေးတပြုတ်နဲ့ဝင်းအံပြီးလာတဲ့ကားတွေကိုတွေ့ရမှာပဲဖြစ်ပါတယ်ဒီကားတွေကရိုးရိုးတမန်ကားတွေမဟုတ်ပဲသမ္မတလိုက်ပါစီးနေတဲ့ကားတွေပဲဖြစ်ပါတယ်ကဲဒီနေ့မှာတော့သမ္မတတယောက်ကိုကာကွယ်ဖို့အတွက်လုံခြုံရေးစိတ်ဘယ်လောက်ထိကုန်နေဘယ်လိုမျိုးလက်နက်တွေကိုကင်ဆောင်ထားတဲ့လုံခြုံရေးတွေကဘယ်လိုမျိုးတင်းတင်းကျပ်ကျပ်ကာကွယ်စောင့်ရှောက်ရတယ်ကမ္ဘာမှာလုံခြုံရေးအတင်းကျပ်ဆုံးသမ္မတကဘယ်နိုင်ငံကဖြစ်တယ်ဘယ်လိုမျိုးတွေလုံခြုံရေးတင်းကျပ်တယ်ဆိုတာတွေကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့ဥရုဂွေးနိုင်ငံကနေစလိုက်ရအောင်ကမ္ဘာမှာအစင်းအဆုံးသမ္မတလို့တော့ပြောလို့ရပါတယ်သမ္မတလားစာလေးနဲ့လူမသိသူမသိနေရာမှာအိမ်အသေးလေးတစ်လုံးနဲ့နေထိုင်တဲ့သမ္မတတူပဲဖြစ်ပါတယ်သမ္မတဆိုတဲ့ဂုဏ်ပုတ်နဲ့မကြီးလျှော်စွာထင်ထင်ရှားရှားနေထိုင်ဖို့အတွက်ကိုအုံနောက်ထဲမတွေးထားတဲ့သမ္မတတူပဲဖြစ်ပါတယ်သမ္မတအိမ်တော်မှာလည်းမနေပဲသူစီးတဲ့ကားကိုလည်းကြည့်လိုက်ရင်ကျွန်တော်တို့လေခုံးကားလို့ခေါ်ဝေါ်ကြတဲ့ကားအသေးစားလေးတစ်စီးပါပဲအတော်လေးကိုအိုဟောင်းနေတဲ့ကားပါ1988ခုနှစ်တောက်ကားတစ်စီးပဲဖြစ်ပြီးဘယ်နေရာကိုသွားလုံခြုံရေးလည်းပါလိမ့်မရှိတာကြောင့်အတော်လေးကိုလူချင်းလူခင်ပေါ်တဲ့သမ္မတတယောက်လို့ရေဘူးရအားဖြင့်ယူဆလို့ရပါတယ်။ဒါကတော့ကမ္ဘာပေါ်မှာလုံခြုံရေးအနည်းဆုံးသမ္မတလို့ဆိုရမှာပဲဖြစ်ပြီးနောက်လူတွေကြရင်တော့သူ့ထက်ပိုချမ်းပြီးပိုပြီးတော့လုံခြုံရေးတင်းကျပ်တဲ့သမ္မတတွေကိုပဲတန်းစီရတော့မှာပါ။နောက်ထပ်သမ္မတတို့ကတော့ပြင်သစ်နိုင်ငံရဲ့သမ္မတပဲဖြစ်ပြီးဥရုဂွေးသမ္မတနဲ့နေပုံထိုင်ပုံအတော်လေးကိုကွာခြားပါတယ်။တစ်ချိန်လုံးကိုအထာကျကျနဲ့နေထိုင်ပြီးနိုင်ငံတော်ကာကွယ်ရေးအဖွဲ့အစည်းကလည်းသူ့ကိုအချိန်ပြည့်အမြဲတမ်းလိုက်လံစောင့်ရှောက်ပေးနေတာပဲဖြစ်ပါတယ်။နေတိုင်းဘော်ဒီဂတ်တုံးနဲ့ရှောင်းသွားနေပြီးစပိန်စည်းသွားရင်တော့ကိုရန်တော်တွေကစပိန်တစ်စီးနဲ့အနောက်ကနေတကောက်ကောက်လိုက်နေရတဲ့သမ္မတပဲဖြစ်ပါတယ်။တစ်ချိန်လုံးလုံခြုံရေးအပြည့်နဲ့ဖြစ်နေပြီးတင်းကျပ်တယ်လို့တော့မထင်လိုက်ပါနဲ့။ဒီခါလေးမှာဆိုရင်တော့သူကဘော်ဒီဂတ်နှစ်ယောက်ထင်းနဲ့ရှောင်းသွားနေတက်ပြီး PR လုပ်တွေဖြစ်တဲ့လူလူနဲ့တွေ့ဆုံတာမျိုးတွေကိုလည်းလုပ်တက်ပြီးဒီခါလေးလူလူတွေကိုလူတွေရဲ့ပေါက်ကရလောက်တာလည်းခံရပါတယ်။ဒီလိုမျိုးအမျိုးသမီးတယောက်ကသူ့ကိုပါးရိုက်လိုက်တာမျိုးပါအတော်လေးကိုခင်ခင်မင်နေတဲ့သမ္မတပဲဖြစ်ပါတယ်။လုံခြုံရေးတွေအတွက်တော့လွယ်ကူတဲ့ပြင်ပပါပဲဂျပန်ကတော့ပြင်သစ်ထက်ပိုပြီးလုံခြုံရေးတင်းကျပ်ပါတယ်ဂျပန်ဝင်ကြီးတယောက်ဖြစ်တဲ့ရှင်ဇိုအာဘေးဟာလုံခြုံရေးတင်းတင်းကျပ်ကျပ်နဲ့ကိုနေစဉ်နေတိုင်းဘဝကိုဖျက်ဆီးနေရပါတယ်ဘယ်ကိုသွားအနောက်ကလိုက်မဲ့သူတွေအပြည့်ရှိနေတယ်ပြီးတတကအပြင်ထွက်ရင်အနောက်ကလိုက်လာတဲ့လုံခြုံရေးကားတွေကများလွန်းတာကြောင့်လမ်းတွေတော်ပိတ်တဲ့အထိကိုဖြစ်တတ်ပါတယ်ဒီလောက်ထိလုံခြုံရေးတင်းကျပ်တာတော့2022ခုနှစ်တုန်းကဟောပြောပွဲတစ်ခုမှာလောက်ကျန်ခံခဲ့ရပါတယ်ပိုပြီးလုံခြုံရေးတင်းကျပ်လေပိုပြီးလောက်ကျန်ခံရနိုင်ခြေများလေပဲလို့ပြောလို့ရပါတယ်ဖိလစ်ပိုင်နိုင်ငံရဲ့သမ္မတတူဖြစ်တဲ့ရိုဒီဂိုကတော့လုံခြုံရေးအတော်လေးတင်းကျပ်တဲ့ထဲမှာပါဝင်ပါတယ်လူတွေကသူကိုယ်တိုင်အပြစ်ပေးရတာကိုအတော်လေးဝါသနာထုံသူပဲဖြစ်ပြီးသူ့ကိုယ်သူဟစ်တလာလို့တော့လက်ထင်သွေးရောက်နေတဲ့သမ္မတတူပဲဖြစ်ပါတယ်လက်နက်တွေကိုလည်းကျွမ်းကျွမ်းကျင်ကျင်အသုံးပြုနိုင်ပြီးအတော်လေးကိုကျန်းတဲ့သမ္မတလို့ပြောလို့ရပါတယ်ကားနဲ့နေမဟုတ်ပဲတခါလေးမှာဆိုင်ကယ်တွေနဲ့လည်းအပြင်သွားတက်ပြီးသူဆိုင်ကယ်စီးပြီးဆိုရင်တော့တကယ်ဘိုက်ကာအထာပြည့်နဲ့ဆိုင်ကယ်စီးတဲ့သူလည်းဖြစ်ပါတယ်ဘေးဘက်လည်းမှာတော့သူ့ကိုလိုက်ပါစောင့်ရှောက်နေတဲ့လုံခြုံရေးကိုလည်းတွေ့ရမှာဖြစ်ပြီးသမ္မတကဆိုင်ကယ်ကိုယူသွတ်တဲ့သူတယောက်ဖြစ်တာကြောင့်မကြာခဏဆိုလိုပဲမြို့တော်လမ်းမတွေပေါ်မှာဆိုင်ကယ်တစ်စီးနဲ့လမ်းသလားနေတဲ့သမ္မတကိုတွေ့ရတတ်ပါတယ်သူနဲ့မှဆိုရင်တော့ဆိုင်ကယ်တွေနဲ့ကောကားတွေနဲ့ပါလိုက်ပြီးစောင်းရှောက်နေတဲ့သူ့ရဲ့ဘော်ဒီကက်တွေကိုတွေ့ရမှာပဲဖြစ်ပြီးတခါတော့ကဆိုရင်သူကမွေးရစေးအဖွဲတစ်ခုကိုဖမ်းခဲ့ပြီးဖမ်းမိခဲ့တဲ့ဆိုင်ကယ်နဲ့ကားတွေကိုလမ်းကျိတ်ဆန်းနဲ့ကိုယ်တိုင်ဥဆောင်ပြီးတက်ကျိတ်ပြတဲ့သမ္မတလည်းဖြစ်ပါတယ်ကားတွေနဲ့ဆိုင်ကယ်စုစုပေါင်းရာနဲ့ချီပြီးတော့ကိုဖမ်းမိခဲ့တာပါအတော်လေးကိုလိုရဲကန်ရရှိတဲ့သမ္မတပါပဲကားတွေကရိုးကားတွေမဟုတ်ပဲဈေးကြီးလွန်းလာပါတယ်ဆိုတဲ့ပြိုင်ကားတွေလည်းပါပါတယ်နောက်ထပ်ပိုပြီးတော့နည်းနည်းထူးဆန်းတဲ့သမ္မတကိုပြောရမယ်အီဂျစ်နိုင်ငံကသမ္မတကတော့သူတခါစေးပြပြီဆိုရင်သူတို့နိုင်ငံရဲ့အင်အားကိုထုတ်ပြဖို့အတွက်စစ်သားတွေအပြည့်နဲ့စစ်သားတွေကိုအပေါ်ပိုင်းပလာနဲ့ရှိုးထုတ်ခိုင်းနေရှိပါတယ်ဒီကနေ့မှဆိုရင်တော့နျူကလ িয়ার တွေကိုပါထုတ်ပြလာပြီးတင့်ကားတွေနဲ့တန်ကြံကားတွေကတော့မပါမဖြစ်ပါဘူးဒီကနေ့ဆိုရင်လည်းစည်ရင်းလေးချင်းမှုတွေကိုလူများသိရှိအောင်ပွဲတွေလောက်ကပြသလေးရှိပြီးလေးချင်းမှုတွေကလည်းလွယ်ကူမနေပါဘူးလေးချင်းနေတဲ့သူတွေကလည်းလေးချင်းနေတော့မပင်ပန်းတဲ့အပြင်လိုအပ်လာရင်လေးချင်းနေတဲ့နေရာကနေချက်ချင်းထွက်လာပြီးသူတို့တံမရကိုလိုအပ်တယ်လို့ကာကွယ်ပေးဖို့အတွက်အများနဲ့အသင်ပါပဲနောက်ထပ်ပိုပြီးတော့လုံခြုံရေးတင်းကျပ်တဲ့သမ္မတကတော့ဗင်နီဇွဲလားနိုင်ငံရဲ့သမ္မတပဲဖြစ်ပါတယ်နီကိုလက်မာဒူရိုဟာအတော်လေးကိုတင်းကျပ်ပါတယ်သူရဲ့လုံခြုံရေးကိုဘယ်လောက်ထိအောင်လေ့ကျင့်ထားပေးလဲဆိုရင်လိုအပ်လာရင်သမ္မတရဲ့ရှေ့မှာကြီးစံကိုဝင်ကာပေးဖို့ထိတော်မှဝင်မလေးအောင်အသင်ချလေ့ကျင့်ထားပါတယ်2008ခုနှစ်တော့ကသူကဟောပြောပွဲတစ်ခုမှာဘုံကျင်းတိုက်ခိုက်တာခံခဲ့ရပြီးအနီးနားမှာပောက်ကွဲခဲ့တာကြောင့်လုံခြုံရေးကချစ်ချင်းပဲကြီးကာဘုံကာတွေနဲ့သမ္မတကိုကာကွယ်ပေးသွားပြီးစက္ကန့်ပိုင်းအတွင်းမှာပဲကယ်ထုတ်သွားခဲ့တာပါလမ်းပေါ်ကိုလည်းဘယ်နားမှာပုံနေမှမသိတဲ့စစ်သားတွေကချစ်ချင်းဆိုလို့ထွက်လာပြီးချစ်ချင်းကိုကာကွယ်မှုပြုလုပ်ခဲ့တာပါထင်ကြီးကြပါပဲနောက်ထပ်လုံခြုံရေးတင်းကျပ်စွာနေရတဲ့သမ္မတမဟုတ်တဲ့ပုံကိုယ်တွေကတူကတော့အားလုံးသိထားကြတဲ့ပေါ်ရန်မင်းကြီးပဲဖြစ်ပါတယ်ကမ္ဘာမှာလူသိများအကျော်ကြားဆုံးပုံကိုယ်တွေမှာပါဝင်နေပြီးကမ္ဘာပေါ်မှာမှတ်မိရအလွယ်ဆုံးမြတာကိုလည်းပိုင်ဆိုင်ထားတာဖြစ်ပါတယ်ဘုရားသခင်ရဲ့သားတော်တပါးဖြစ်တာကြောင့်လည်းလူတိုင်းကလည်းတွေ့ကျင်ကြပြီးအင်္ဂလန်မှာတော့အတော်လေးကိုဩဇာညောင်းတဲ့ပုံကိုယ်ပဲဖြစ်ပါတယ်ပေါ်ရန်မင်းကြီးကိုခေါင်းစာခြေဆုံးကာကွယ်စောင့်ရှောက်ဖို့အတွက်24နာရီ9ရက်မပြတ်လုံးအစောင့်ကျက်နဲ့တည်ချာချာကိုမှကာကွယ်ထားတာပဲဖြစ်ပြီးစောင့်ရှောက်ကာကွယ်ရေးအစင်းစင်းရှိတဲ့ပုံကိုယ်တူလည်းဖြစ်ပါတယ်လူတွေများကြီးနဲ့အစင်းစင်ကာဝယ်ထားတာကြောင့်အတော်လေးကိုလည်းချင်းခရခတ်တမှာဖြစ်ပြီးအစင်းမြင့်နည်းပညာတွေနဲ့ကိုအနီးကပ်ဆောက်ရှောက်ပြီးထူးခြားတာတစ်ခုပြောရမယ်ဆိုရင်တော့သူ့မှာဂျီဝါကိုအမျိုးအစား
ជីကာကားတစ်စီးရှိပြီးတော့ဒီကားဟာသူ့အတွက်အထူးသဖြင့်ပြုလုပ်ထားတာဖြစ်ပါတယ်။ခေါင်မိုးကိုပါအဖြောတက်လုပ်လို့ရပြီးဒီကားလေးကိုထုတ်ပေးဖို့အတွက်ဂျီဝါကွန်ကုမ္ပဏီကတော်တော်လေးကိုအားစိုက်ထုတ်ထားဖို့ပါပဲ။နောက်ထပ်ပြောပြပေးသွားမှာကတော့အိန္ဒိယနိုင်ငံရဲ့ဝန်ကြီးချုပ်တူပဲဖြစ်ပြီးသူအပြင်သွားဖို့ကားထုတ်ချိန်မှာတော့ကားဘေးကနေသူ့ကိုလိုက်လံဝင်းရံပြီးစောင့်ရှောက်ပေးမဲ့ကိုရနေတွေကိုခံထားပါတယ်။လမ်းလျှောက်ပြီးလိုက်လာတာပါ။စစ်တပ်ကထူးရေးချဲထားတဲ့အစောင့်ရှောက်တွေနဲ့တင်ချာကိုစောင့်ရှောက်ထားပြီးအိန္ဒိယရဲ့အရေးကြီးဆုံးခေါင်းဆောင်ပုဂ္ဂိုလ်တွေကတယောက်ဖြစ်တာကြောင့်ဒီလိုမျိုးအသေးအချာဂိူးဆိုင်တယ်ဆိုတာသိပြီးတော့စမ်းကြယ်တယ်လို့ရမဟုတ်ပါဘူး။ဘေးနာကလိုက်လာတဲ့သူတွေကင်ထားတဲ့အိတ်ကိုကြည့်လိုက်မယ်ဆိုရင်လည်းရိုးရိုးတန်ပန်လက်ကအိတ်တစ်လုံးမဟုတ်ပဲကြီးကာအိတ်တွေပဲဖြစ်ပြီးစက္ကန့်ပိုင်းအတွင်းကိုလူတစ်ယောက်ကိုကောင်းကောင်းကာကွယ်ပေးလို့ရတဲ့ကြီးကာဒိုင်းတွေအဖြစ်ပြောင်းလဲလို့ရပါတယ်။နောက်ထပ်လုံခြုံရေးတင်းတင်းကြပ်ကြပ်နဲ့ကာကွယ်ပေးရတဲ့သူကတော့အင်္ဂလန်ရဲ့ပြည်ရင်ကြီးပဲဖြစ်ပြီးအင်္ဂလန်ဟာသူတို့ရဲ့တော်ဝင်မျိုးဆက်ကိုကောင်းမွန်စွာကာကွယ်ထားပါတယ်။ဘတ်ကင်ဟန်နန်းတော်ဟာတန်ကြီး9ဘီလီယံလောက်ရှိပြီးသူ့နန်းတော်ကြီးဟာဇင်ခံနန်းတော်ကြီးတစ်ခုဖြစ်တဲ့အပြင်ကိုဖောက်ထွင်းလို့မဖြစ်နိုင်တဲ့ခန္ဓာကြီးတစ်ခုပဲဖြစ်ပါတယ်။လုံခြုံရေးလည်းအတော်လေးတင်းကျပ်ပြီးနန်းတော်ကြီးရဲ့တလက်မမကျန်တင်းတင်းချာချာကိုကာကွယ်ထားပါတယ်။လူတက်ဖို့လိုင်စင်ရထားတဲ့စစ်တပ်တွေကအကျန်းဆုံးပါဆိုတဲ့သူတွေကိုကြီးခံထားတဲ့အတွက်တင်ကသူတို့လမ်းလျှောက်နေတဲ့လမ်းမှာပေးနေတယ်ဆိုရင်တင်ကိုတက်နှင်းသွားမှာပါ။တင်ကိုဆွဲတူပေးမယ်မထင်လိုက်ပါနဲ့သူတို့အတွက်အထူးတာဝန်ကနန်းတော်ကိုကာကွယ်ဖို့ဖြစ်တာကြောင့်နန်းတော်ကိုစောင့်ရှောက်ဖို့ကလွဲပြီးကျန်တာကိုဘာမှဂိူးမဆိုင်ပဲသူတို့စီးတဲ့မြင်းတွေကအစားတင်ကိုအဖက်လုပ်မှာမဟုတ်ပါဘူး။နောက်ထပ်တယောက်အနေနဲ့ပြောရမယ်ဆိုရင်တော့ကျွန်တော်တို့အားလုံးသိကြတဲ့ကင်ဂျုံအမ်ပဲဖြစ်ပါတယ်။ကင်ဂျုံအမ်ဆိုတာကတော့မြောက်ကိုရီးယားခေါင်းဆောင်တူပဲဖြစ်ပြီးအတော်လေးကိုလုံခြုံရေးတင်းကျပ်တဲ့အတွက်တင်တို့အနားတော်သိနိုင်မှာမဟုတ်ပါဘူး။ခေသူတယောက်မဟုတ်ပဲသမ္မတပူတင်နဲ့အတူတူကားတွေလည်းမောင်းမှုကပလဲနန်တင်လိုက်ဖက်တဲ့ဆက်ဆံရေးရှိသူပဲဖြစ်ပြီးသူဟာမြောက်ကိုရီးယားကအကြီးဆုံးနန်းတော်မှာနေထိုင်ပြီးတော့အနည်းဆုံးကိုရန်တော်12ယောက်ပါဝင်ပြီးဝစ်စုံပြည့်တဲ့ကိုအချိန်ပြည့်ကာကွယ်နေတာပါ။ဒါအပြင်ကိုရန်တော်တွေကလည်းကင်ဂျုံအမ်ကိုအတော်လေးကြားရပြီးကင်ဂျုံအမ်မျက်နှာတစ်ချက်မညှိုးအောင်နေထိုင်ရပြီးကင်ဂျုံအမ်ကသူမကြည့်တဲ့သူတွေကိုဘာလုပ်လဲဆိုတာအကုန်လုံးသိကြမယ်ထင်ပါတယ်။နောက်တစ်ယောက်ကတော့ကင်ဂျုံအမ်နဲ့ကောင်းမွန်တဲ့ဆက်ဆံရေးရှိတဲ့သမ္မတပူတင်ပဲဖြစ်ပြီးရုရှားနိုင်ငံရဲ့သမ္မတတူပဲဖြစ်ပါတယ်။သူရဲ့လုံခြုံရေးကဘလောင်းချီတောင်တင်းကျပ်လဲဆိုရင်မြေပြင်မှာသာမကပဲဝေဟင်မှာပါဂျက်လေယာဉ်တွေနဲ့ပါလိုက်ပါစောင့်ရှောက်ပေးတာပဲဖြစ်ပါတယ်။ပူတင်သွားတဲ့နေရာတိုင်းမှာတိုက်လေယာဉ်တွေနဲ့လိုက်လံကာကွယ်ပေးပြီးတခါလေပါဆိုရင်တော့အတိုက်ခိုက်ခံရနိုင်ခြေရှိတဲ့အတွက်တဲချက်ချက်လေယာဉ်တီးတန့်မှာထားပေးရပါတယ်။တခါလမ်းမပေါ်ကိုထွက်တိုင်းလမ်းကြောင်းကြိုရှင်းထားပြီးဒီလိုမျိုးလမ်းရှင်းထားတာတော့ကားတွေနဲ့ဆိုင်ကယ်တွေကိုပါအသုံးပြုပြီးလိုက်လံစောင့်ရှောက်ပေးရတဲ့အရေးကြီးပုဂ္ဂိုလ်ပဲဖြစ်ပါတယ်။သမ္မတဆိုပြီးတော့ထင်သေးလို့မရပဲလက်ဝဲကိုလည်းကျွမ်းကျင်ပြီးတင်ကပူတင်နဲ့တပွဲတလန်းဆန်းကျင်နေဆိုရင်ရုရှားသမ္မတအိမ်တော်ကိုမေးပို့ပြီးတော့စမ်းကြည့်နိုင်ပါတယ်။နောက်ထပ်တစ်ယောက်ကတော့စစ်တပ်ဗိုလ်ချုပ်ကြီးလည်းဖြစ်လက်ရှိမှာလည်းနိုင်ငံသမ္မတတာဝန်ကိုထမ်းဆောင်နေတဲ့မမ်မဒီဒွန်ဗီယာကတော့စစ်တပ်ဝစ်စုံအပြည့်နဲ့လူတွေကြားထဲမှာရှောက်သွားနေတဲ့သူပဲဖြစ်ပါတယ်။တယောက်တည်းရှောက်သွားနေတာမျိုးတော့မဟုတ်ပဲထုံးစံတိုင်းသူ့အနောက်မှာဘော်ဒီဂတ်တို့ကလိုက်ပြီးတော့ဝင်းရံနေတာပဲဖြစ်ပါတယ်။သူလာရင်9နောက်မှာတပ်သားထောင်ပါတယ်ဆိုတာသူ့ကိုရည်ညွှန်းပြီးပြောသလားတော့မှတ်ရပါတယ်။စစ်တပ်ထဲကတက်စိတ်တစ်စိတ်လောက်ကိုအမြဲတမ်းကိုရံတော်အဖြစ်ခံထားပြီးဘယ်တော့မှသူ့နောက်ကနေပါနေတတ်သူပဲဖြစ်ပါတယ်။အမြဲတမ်းတနက်ကိုခါချာထိုးထားတဲ့သမ္မတပဲဖြစ်ပြီးသူ့ရဲ့တက်စိတ်ထဲမှာလောင်ချာတွေထမ်းထားတဲ့စစ်သားတွေကိုလည်းတွေ့ရနိုင်ပါတယ်။သူအပြင်တစ်ခါထွက်ရင်စစ်ထွက်တိုက်တာလားအပြင်းပြေလမ်းထွက်လျှောက်တာလားဆိုတာတော့မှခွဲခြားခက်တဲ့သမ္မတသုံးဖို့ဗိုလ်ချုပ်ကြီးတူလို့ဆိုရမှာပဲဖြစ်ပါတယ်။ဒီကလေးပါဆိုရင်တော့သူ့ရဲ့မဲလွန်းလာတဲ့အသားရည်နဲ့မလိုက်ပဲအဖြူအောင်တကားကားကြီးနဲ့ရှောက်သွားထတာကြောင့်သူ့ကိုကြည့်ရတာလမ်းလျှောက်နေတဲ့ပြည့်မဲ့ကြီးလိုပါပဲ။ကျမကြီးလည်းအတော်လိုက်စားပြီးစမိန်နေရတာကိုနှစ်သက်တဲ့စ조사သူပဲဖြစ်ပါတယ်။နောက်ထပ်သမ္မတတယောက်ကတော့အခုတလောမှာဟစ်ဖြစ်နေတဲ့သမ္မတဒေါ်နယ်ထရန့်ပဲဖြစ်ပြီးထရန့်ကိုရုပ်ရည်ကြည့်လိုက်မယ်ဆိုရင်ကွန်ရတော်တိမ်မများဘူးလို့ထင်ရပေမဲ့လည်းအနားမှာလှုပ်ဝက်တက်တော်ဆောင်တွေရှိနေတတ်ပါတယ်။အနည်းဆုံးအေဂျင့်အယောက်80အနားမှာရှိနေတတ်ပြီးဒါကအနည်းဆုံးဖြစ်ပါတယ်။ဒီခါလေးမှာဆိုရင်တော့အယောက်ပေါင်းရာနဲ့ချီကိုရှိနေတတ်ပြီးစနိုက်ပါသမားတွေရဟန်းရင်ကင်းတော်အဖွဲ့တွေမြေပြင်အဖွဲ့တွေနဲ့တံမြန်တိုက်စစ်အထူးအဖွဲ့တို့အပြင်တခြားအဖွဲ့တွေလည်းအများကြီးရှိပါတယ်။သမ္မတအနေနဲ့တစ်ခုခုကြားရောက်ပြီးဆိုရင်ချက်ချင်းကိုတုံ့ပြန်နိုင်မဲ့အဖွဲ့ဖြစ်ပြီး2024ခုနှစ်မှာဆိုရင်သူဟာရွေးကောက်ပွဲမှာပြန်လည်ရှင်ပြိုင်လာပြီးသမ္မတတူဖြစ်လာခဲ့တာဖြစ်ပါတယ်။နောက်ထပ်တစ်ယောက်ကတော့သမ္မတမာလာကိုပဲဖြစ်ပြီးသူ့ကိုစောင့်ရှောက်ဖို့အတွက်ရာနဲ့ချီတဲ့အေဂျင့်တွေကအများနဲ့ရှိနေတတ်ပါတယ်။ကမ်းခြေစောက်တပ်ဖွဲ့အပြင်စစ်ရုပ်ခွေးတွေကိုပါအသုံးပြုပြီးတူရကီနိုင်ငံကသမ္မတပဲဖြစ်ပါတယ်။တခါအပြင်ထွက်ရင်သူ့ကိုစောင့်ရှောက်ဖို့အတွက်တပ်သားတွေကခီးသွွားကားအကြီးစားတွေမှာလိုက်လံစောင့်ရှောက်ပေးရပြီးသူစီးတဲ့ကားကအစားကြီးကာကားတွေပဲဖြစ်ပါတယ်။တိုက်တွေပေါ်မှာစနိုက်ပါတွေအပြင်ဝင်းဟင်းတွေပေါ်မှာလည်းရဟန်းအင်းတွေနဲ့လိုက်ပြီးတော့စောင့်ရှောက်ပေးတာဖြစ်ပြီးဘော်ဒီကတ်တွေဟာမာရသွန်ပြေးသလိုမျိုးအမြဲတမ်းအနောက်ကနေလိုက်ပါနေတတ်ပါတယ်။နောက်ထပ်တစ်ယောက်ကလည်းအာနာရှင်ပဲဖြစ်ပြီးတော့ကျွန်တော်တို့အားလုံးသိကြတဲ့အဟုတ်တီးမဲ့တရုတ်ကြီးနိုင်ငံကဖြစ်ပါတယ်။တရုတ်စစ်တပ်တစ်ခုလုံးကသူ့ရဲ့နောက်မှာရှိနေပြီးတော့စစ်တပ်မှာတော့ကျမ်းမြေရမ်းမြေဆိုတဲ့လူတွေအကုန်လုံးကိုခေါ်ပြီးဘော်ဒီကတ်လုပ်ခိုင်းထားတာဖြစ်ပါတယ်။ရှီကျင်းပင်ဆိုတာကတော့ကမ္ဘာပေါ်မှာလုံခြုံရေးအတင်းကျပ်ဆုံးခေါင်းဆောင်ပဲဖြစ်ပြီးကမ္ဘာပေါ်မှာစစ်အင်အား2တန်းပဲရှိတဲ့နိုင်ငံဖြစ်ပါတယ်။ကမ္ဘာအကျဉ်းကအကျဉ်းဆုံးဆိုတဲ့စစ်တပ်ကိုပိုင်ဆိုင်ထားတာကြောင့်လုံခြုံရေးအမြင့်ဆုံးပဲဖြစ်ပြီးသူ့ရဲ့ကိုပိုင်စကားပြန်ကတော့စစ်တပ်ကအကျဉ်းကျင်ဆုံးစစ်တီကိုခံထားတာဖြစ်ပြီးတရုတ်ချီတို့ရဲ့တံမရာဖြစ်တဲ့ရှီကျင်းပင်ဆိုရင်သွားရှုပ်လို့မရပါဘူး။သွားရှုပ်ရင်ပြားတုပ်သွားမှာပါ။ဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲ။ဗီဒီယိုကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။